ပရီးမီးယားလိအသင်းတွေစံချိန်တင်အောင်မြင်မဲ့ရာသီချန်ပီယံလိယူရိုပါလိနဲ့ကွန်ဖရင့်စ်ပြိုင်ပွဲ၃ခုလုံးမှာပရီးမီးယားလိအသင်း၃သင်းဖိုင်နယ်တက်ရောက်ခဲ့ပါတယ်။အာစနယ်ကချန်ပီယံလိဖိုင်နယ်ကိုပထမဆုံးတက်ရောက်နိုင်ခဲ့တယ်။ဗီလာနှစ်ပေါင်း30အတွင်းပထမဆုံးချိန်မေဂျာဖိုင်နယ်ဖြစ်တဲ့ယူရိုပါလိဖိုင်နယ်ကိုတက်ရောက်လာနိုင်ခဲ့ပါတယ်။ကွန်ဖရင့်စ်လိမှာလည်းခရစ္စတယ်ဘဲလစ်အသင်းကဖိုင်နယ်ရောက်ခဲ့တာကြောင့်တပိုင်းတစ်လျှောက်ပထမဆုံးချိန်ဖြစ်ပရီးမီးယားလိအသင်း၃သင်းဥရောပဖိုင်နယ်ကိုတစ်နှစ်ထဲမှာရောက်တဲ့စံချိန်ပိုင်ဆိုင်ခဲ့ပါတယ်။အာစနယ်အသင်းကချန်ပီယံလိဖိုင်နယ်မှာ PSG အသင်းဗီလာယူရိုပါလိဖိုင်နယ်မှာဖရိုင်းဘတ်ခရစ္စတယ်ဘဲလစ်အသင်းကကွန်ဖရင့်စ်ဖိုင်နယ်မှာဗယ်လကာနိုအသင်းတို့နဲ့ရင်ဆိုင်သွားမှာဖြစ်ပါတယ်။ပြိုင်ဘက်အနေထားတွေရပရီးမီးယားလိအသင်းတွေအတွက်တိတ်ပြီးတော့ခက်ခဲတယ်လို့မဆိုသားပါဘူး။ဒီတော့ဥရောပပြိုင်ပွဲ၃ခုစလုံးမှာပရီးမီးယားလိအသင်း၃သင်းစလုံးချန်ပီယံဖြစ်နိုင်ခြေရှိနေပါတယ်။ပြီးခဲ့တဲ့ရာသီကလည်းချန်ပီယံလိဖိုင်နယ်ကိုပရီးမီးယားလိကလပ်အသင်းတွေမတက်နိုင်ပေမဲ့ယူရိုပါလိဖိုင်နယ်မှာမန်ယူနဲ့စပါတွေ့ပြီးတော့ All English Final ဖြစ်ခဲ့သလိုကွန်ဖရင့်စ်လိမှာလည်းချဲဆီးကချန်ပီယံဖြစ်ခဲ့တာပါ။ပရီးမီးယားလိအသင်းတွေကကမ္ဘာအကျော်ကြားဆုံးအသင်းတွေဖြစ်သလိုဥရောပပြိုင်ပွဲတွေကိုလည်းလွှမ်းမိုးထားနိုင်ခဲ့ပါတယ်။2021ခုနှစ်မှာချဲဆီးနဲ့မန်စီးကချန်ပီယံလိဖလားလူးကြပြီးတော့ All English Final ဖြစ်ခဲ့သလိုမန်ယူအသင်းကလည်းယူရိုပါလိဖိုင်နယ်ကိုရောက်ခဲ့ပါတယ်။2019ခုနှစ်ကလည်းပရီးမီးယားလိအသင်းတွေရဲ့နှစ်ဖြစ်ခဲ့ပါတယ်။ချန်ပီယံလိဖိုင်နယ်မှာစပါနဲ့လီဗာပူးယူရိုပါလိဖိုင်နယ်မှာအာစနယ်နဲ့ချဲဆီး2006ခုနှစ်ချန်ပီယံလိဖိုင်နယ်ကိုအာစနယ် UEFA ကပ်ဖိုင်နယ်ကိုမစ်ဒယ်ဘရော့တို့တက်ခဲ့ပေမဲ့နှစ်သင်းစလုံးစူဖလားမရရှိခဲ့ပါဘူး။1984ခုနှစ်မှာလီဗာပူးကယူရိုပီယံကပ်ချန်ပီယံလိစပါက UEFA ကပ်ဖလားတွေပိုင်ဆိုင်ခဲ့ပါတယ်။1981ခုနှစ်မှာလီဗာပူးကယူရိုပီယံကပ်ချန်ပီယံလိအစ်ဝစ်အသင်းက UEFA ကပ်အောင်ပွဲတွေရရှိခဲ့တယ်။လက်ရှိရာသီမှာလည်းချန်ပီယံလိယူရိုပါလိနဲ့ကွန်ဖရင့်စ်ပြိုင်ပွဲ၃ခုစလုံးမှာပရီးမီးယားလိအသင်းတွေ၃သင်းဖိုင်နယ်တက်ထားပြီးတော့ရာနှုန်းပြည့်အောင်ပွဲရဖို့ရှိနိုင်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်။